အကယ်၍မင်းရဲ့မိခင်သားတက်ရှိထင်ရှားရှိနေသေးရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ဖို့စက္ကန့်အနည်းငယ်လောက်အချိန်ပေးပါဒီလောကမှာအပင်ပန်းဆုံးအသက်ခံဆုံးနဲ့ကိုယ့်ဘဝကိုယ်တော်ကိုယ်တိုင်မပိုင်ပဲအနစ်နာဆုံးပုဂ္ဂိုလ်ဟာအမြဲတမ်းအမေပဲဖြစ်ပါတယ်မင်းဆိုတာအမေကသူ့ရဲ့တဝက်သောအသက်နဲ့လဲပြီးရယူခဲ့ရတဲ့ယတနာလေးပါညက်နှက်တစ်ကောင်မှာတိုက်ကျွေးခဲ့တဲ့နှုတ်ရည်ဟာအမေကအိတ်ငိုက်တာကိုအန်တူပြီးတငုံချင်းစီတိုက်ကျွေးခဲ့တာပါစိတ်တက်ကြပြီးပြိုလဲလူနီးပါဖြစ်ခဲ့ရတဲ့မရေမတွက်နိုင်တဲ့ညပေါင်းများစွာကိုလည်းမင်းကိုပွေ့ပိုက်ရင်အမေကကြံ့ကြံ့ခံကြော်ဖြတ်ခဲ့တာပါအိမ်ကတခြားလူတွေပင်ပန်းရင်ခဏနားလို့ရတယ်လူကြီးတွေနေမကောင်းရင်ခဏအနားယူလို့ရတယ်ဒါပေမဲ့အမေကတော့ဖျားဖို့တောင်မဝင်ရဲတယ်လို့စိတ်ပြအားငယ်ဖို့တောင်အချိန်စရာဆွဲနေရသူပါကလေးအတွက်24နာရီပတ်လုံးအသင့်ရှိနေပေးရပြီးဘယ်တော့မှနောက်မဆုတ်ခဲ့ပါဘူးဘသူကမှပြောပြလို့မရတဲ့မကျေနပ်ချက်တွေနဲ့ဘသူမှနားမလည်တဲ့ဝမ်းနည်းမှုတွေကိုအမေဆိုတဲ့နာမည်တစ်ခုအောက်မှာပဲဖုံးကွယ်ထားခဲ့ပြီးကျွန်တော်တို့အတွက်တသက်စာကာကွယ်အင်ဂျီတစ်ထည်ဖြစ်ပြောင်းလဲပေးခဲ့တာပါအကယ်၍မင်းကလည်းအမေရဲ့ပင်ပန်းဆင်းရဲမှုတွေကိုနားလည်တယ်ဆိုရင်မှတ်ချက်မှာအမေပင်ပန်းနေပါပြီလို့ရေးပေးခဲ့ပါလောကမှာရှိတဲ့မိခင်အားလုံးဘေးကင်းကျန်းမာပြီးအချိန်တိုင်းရဲ့နူးညံ့စွာဆက်ဆံခြင်းကိုခံရပါစေစိတ်ပညာဗဟုသုတတွေအတွက်ဖောက်လုပ်ထားပါ